ဒီလိုနံပါတ်တွေတင်ကိုင်နေတဲ့ဖုန်းနံပါတ်ရဲ့ဘယ်နေရာမှာမှမရှိပါစေနဲ့တင်ကိုင်နေတဲ့ဖုန်းနံပါတ်ထဲမှာ3443ဒီလိုနံပါတ်တွေတာပါခဲ့ပါမယ်ဆိုလို့ရှိရင်တော့တင်ဘလောက်ပဲကြိုးစားရှာဖွေပါစေပလိုင်းပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်မယ်နော်စီးပွားရေးလုပ်ငန်းတွေအစောပိုင်းမှာအခြေချလောက်ကိုင်းနိုင်လာတယ်သူများထက်ရှေးဦးစွာပဲလုပ်ငန်းတစ်ခုကိုစတင်နိုင်လာတယ်ဒါပေမဲ့နောက်ပိုင်းကျရင်တိုးတက်မှုတွေရပ်တန့်တယ်လို့ဖြစ်မယ်နော်ဟုတ်ပြီရှင်နော်ပြေးနေပြီးတော့မှရှေ့မရောက်တဲ့မြင်းလို့ဖြစ်စေမှာနော်ရှေ့ကိုမရောက်လာတဲ့မြင်းလို့မျိုးဖြစ်စေမှာဆိုတော့ဒီလိုနံပါတ်အတွဲကစပေစီးပွားရေးတမားမှာမကင်တင်ဘူးနော်စီးပွားရေးတမားပဲလားမဟုတ်ပါဘူးလက်လုံလက်စားတွေလည်းမကင်တင်ဘူးနော်လက်လုံလက်စားတွေလည်းမကင်တင်ဘူးတင်းတို့ကလက်လုံလက်စားတွေဟိုမှာရှာဖွေလိုက်တယ်ငွေကြီးတွေလက်ထဲစုမိဆောင်းမိလာပြီဆိုဒါဆင်မရဲ့လက်တွေကိုပြောနေတာဆင်မစုဆောင်းမိလာပြီဆိုဆင်မစီမှာရွှေတကြတာလာဝဲတယ်ဆင်မရေးသမီးတို့ဒီလိုပဲနော်အမျိုးသားကပါလုပ်တယ်သူကပါလုပ်တယ်အခုရွှေတကြတာလာဝဲနိုင်တယ်ဘွာရဲတာပျော်လို့ဟာပြီးတော့မှပဲအချိန်မှာဘယ်လိုဖြစ်လဲ2 လလောက်ကြာတယ်3 လလောက်ကြာဆင်မရေးဒါလေးခဏပြန်အပေါင်ထားမယ်နော်အမျိုးသားကလေဆိုင်က accident ဖြစ်တာနော်အဲ့ဒီအတွက်ကျမငွေလို့တီလိုပဲလက်စွပ်တွေဝယ်သွားပါတယ်ဆိုတဲ့လူသူ့ရဲ့ဖုန်းနံပါတ်ဆက်တွေရဖုန်းနံပါတ်ထဲမှာ34ဆိုတဲ့နံပါတ်ပါတယ်မကြောက်သူဝယ်သွားတယ်မကြောက်ဘယ်လိုဖြစ်လဲစမကြီးနော်တားကလေရုပ်တရက်ပဲဒီကိစ္စနဲ့ဟိုမှာဆေးရုံရောက်သွားလို့အရေးပေါ်ငွေလို့အဲကြောင့်တားကိုလေကျမပြန်ပေါင်းတာပါလာပေါင်းတာပါအဲ့လိုမျိုးဖြစ်တာနော်ဟုတ်ပြီရှင်နော်ဆိုတော့ဒီ34နံပါတ်ကိုကင်ထားပါတယ်ဆိုတဲ့လူစမရပေါ့ဝင်ချင်ကလူကိုကြိလိုက်ပါမယ်ဆိုလို့ရှင်လေသူတို့ကတိုးတက်တင်တယ်လို့မတိုးတက်ဘူးပဲနော်ငွေတွေကရလိုက်ကုန်လိုက်တယ်ဖြစ်မယ်လက်ထဲကိုငွေမဝင်လာလိုက်နဲ့ငွေဝင်လာတာနဲ့မတန်းစီပြီးတော့မှအပေါက်တွေကဒီလိုဖောက်ထားတာဒီလိုပတ်စက်တွေဟာထားတာငွေထွက်ပေါက်တွေကငွေကြီးထွက်เสียအပေါက်တွေကဒီလိုပတ်စက်လေးတွေဟာထားတာအခါကျတော့ဒီဘက်ကငွေဝင်လာပြီဆိုတခြားတနည်းနည်းနဲ့ထွက်ထွက်เสียအစင်တဲ့ပေါ်နေတာဖြစ်တဲ့အတွက်ပလိုင်းပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်မယ်စီဝါရေးတမလည်းမကင်နဲ့ဟလာနော်ဖုန်းကြီးရဟန်းလည်းမကင်နဲ့ဟလာနော်မမလက်လုံလက်စားတွေလည်းမကင်နဲ့ကိုတူးကိုချွတ်နဲ့စူးစမ်းနေပါလေဆိုတဲ့လူတွေလည်းမကင်ပါနဲ့ဒီလိုနံပါတ်အတွဲပါရင်လင်းလင်းမြမြပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါရှင်ဖုန်းနံပါတ်ကိုပြောင်းလဲရင်တင်တို့ရဲ့ဘွားမိုးချက်အကံပြောင်းလဲပါမယ်ကျမနံပါတ်ဖြစ်နန်းရွှေလင်းပါနံပါတ်ဖြစ်နန်းရွှေလင်းကို